不了来相比哦。哎，不能过来看。卖你我对了，那打呗，好的。打呗，好的。打呗，打呗，打呗，啊妈！ ကျွန်တော်တို့အခုငချင်းအစာခွက်ပေါက်ရင်းနဲ့ပေါက်များမှာဖြစ်ပါတယ်သွားတာနဲ့ဟိုတော့ပဲအားပဲလိုက်ပြီးငချင်းအစာခွက်ပေါက်မယ်ဇလားပြီးများမယ်ကျွန်တော်တို့ဘွယ်ဒီနေ့ဘုတ်ပေးရတယ်သုံးတော့သမင်းကြိုင်လေးတွေလည်းထည့်လာပါတယ်မလောက်ပါဘူးစောက်ဝယ်ရမှာပါအားလည်းပြလိုက်မလို့ရုံးအောင်ပါအခုဆိုကျွန်တော်တို့အဖွဲအင်ဂျင်ဈေးမှာဖွဲရဲကြက်ဦးလေးရဲ့ငကြင်းစာအတွက်လာဝယ်တာပါအင်ဂျင်ဈေးမှာပါအင်ဂျင်ဈေးမှာရောက်နေပါတယ်ညမှာလေအင်ဂျင်ဈေးနားမှာဇာတ်ဖောက်မှာပါရဆွေးဒီနေရောက်လာပါပြီဘယ်လိုဟိုဘက်မှာရှိမှာဘယ်ဟိုဘက်မှာရှိလဲဘယ်မှာရှိနော်ဒီမှာကြောက်ပါမယ်ရှိဖွင့်လို့ပဲရှိရယ်ဖွင့်လို့ဘယ်လောက်လဲဖွင့်လို့ပါတယ်တပီ1500လေးငါမှာဟောတပီ1500ရှင်းသေးဘူးอ่ะခွဲဝယ်မှာဖြစ်ပါတယ်ဟိုမှာချင်းကိုက်လို့ချင်းစည်းဘူးလေးတကွေးဝယ်ရမှာပါဘယ်လောက်လဲမလဲအဲ့23မှာရှင်းဟိုကောင်300ကျော်4500ခုဆိုရင်ငချင်းများဖို့အတွက်အစာ200ဖြစ်ပါတယ်မုံဘက်အစားတော့မုံဘက်ကဖွဲနုလေးပဲငချင်းစာရဲ့ငကျင်းစာလေးနည်းနည်းပေါက်ပါခင်ဗျာခုစီလေးအနည်းငယ်ထည့်ပြီးတော့မုတ်ဘက်ကဖွင့်လို့လေးပဲမြင်းစီလေးနည်းနည်းထည့်ပါတယ်မြင်းစီလေးနည်းနည်းထည့်ပါတယ်ကျွန်တော်တို့ငကျင်းစာအတွက်နည်းနေဖြစ်ပါတယ်ခုမှစားပြီးစားခွက်ဖောက်မှဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲစတင်ပြီးတော့စူးစမ်းနေပါပြီဒီစားလေးကိုစီးပန်းနေအောင်နှဲမှငါထိုးအချိန်မှာအဆင်ပြေမှာဖြစ်ပါတယ်ငချင်းကစုပ်တာဖြစ်တဲ့အတွက်အစာလေးအခုဆိုရင်ကန်ထဲမှာじゃအစာလေးမပြော့မကြီးလေးကပိုးအဆင်ပြေပါတယ်ရေစီးနေတဲ့ချောင်းထဲမှာဆိုရင်အစာလေးမာလေးထားပြီးပါသူတဘာဝကန်ထဲမှာဆိုရင်တော့မပြော့မကြီးလေးနဲ့ဒါကြီးလည်းပြောလို့မကောင်းပါဘူးအားမှာငါထိုးရင်တန်းပေါက်မှာဖြစ်ပါတယ်ရေစီးနေတဲ့ချောင်းထဲဆိုရင်တော့မာလေးနေပြီးပါအဲ့ဒါမှရေစီးအတန်ခံနိုင်မှာဖြစ်ပါတယ်ဟုတ်တယ်ဒီဆိုရင်ကျွန်တော်တို့စပြီးပြစ်တော့မှာဖြစ်ပါတယ်ပရိဒါ၄လုံးအပေါ်နှလုံးအောင်နှလုံးထည့်မယ်ချိန်မြုပ်၃လုံးနဲ့စတင်ပြီးတော့ကိုင်းတော့မှာပါ